ပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ကျွန်တော်တို့ရဲ့အကျဉ်းဆုံးရိုးကြောက်သူရဲ့ကောင်အာခင်နဲ့အာရီယန်မမတို့တကြောပြန်လည်ရောက်ရှိလာပါပြီဟုတ်ပါတယ်ဒီစီဇန်မှာတော့ပိုပြီးအရှင်ပိုင်းနေကျန်းလာမဲ့အယိုးကြောက်ဝင်စားခြင်းစီဇန်2ရဲ့အပိုင်း1ကိုအမြန်ဆုံးနားလည်လွယ်အောင်ရီကတ်တင်ဆက်ပေးသွားမှာမို့အဆုံးထိလိုက်ပါကြည့်ရှုလိုက်ကြပါစို့ပြီးခဲ့တဲ့စီဇန်1မှာတော့အာခင်တယောက်ဂိမ်းကဘာတဲကိုရောက်လာပြီးအရွယ်မျိုးနွယ်စုကိုကယ်တင်ရင်နာမည်ကျော်သူရဲကောင်းတယောက်ဖြစ်ခဲ့တာကိုအားလုံးမှတ်မိကြမှာပါအခုစီဇန်မှာတော့သူ့ရဲ့စွန်သားကန်းတွေကိုပို့ပြီးကျယ်ပြန့်လာပြီးပို့ပြီးအင်အားကြီးတဲ့ရန်သူတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်စားဝင်ခြင်းမှာလည်းအာခင်နဲ့အီယန်တို့ဟာအရင်ကတည်းကပိုခက်ခဲတဲ့တာမန်မဟုတ်တဲ့မကောင်းဆိုးဝါးတရားဝါတစ်တွေနဲ့ထိတ်တိုက်ရင်ဆိုင်လိုက်ရပါတယ်ဒါပေမဲ့လည်းအစကတည်းကစွမ်းအားတွေအပြည့်ရတာတဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြီးကတော့မျက်တောင်တစ်ခတ်အတွင်းမှာပဲရန်သူတွေကိုအပြည့်ရှင်းပြပြီးသူဘလောက်ကျန်းချောင်းကိုစီဇန်2ရဲ့ပထမဆုံးအပိုင်းမှာတင်ဆက်ပြသလိုက်ပါတော့တယ်ထိုနေ့ညမှာပဲအာရီယန်နဲ့ဂျိုအတူနှစ်ယောက်ကရဲမတ်တွေကိုတိုက်ခိုက်ခဲ့ကြပါတယ်တစ်ဖက်မှာတော့သူတို့သမီးလေးတွေကိုကယ်ခဲ့လို့ကျေးဇူးတင်တဲ့အနေနဲ့စာဝတ်တစ်ခုပြုလုပ်ပေးခဲ့တယ်ပြီးတော့သူတို့တွေရေဝူစမ်းဆိုင်ရင်အပန်းဖြေနေခဲ့ကြတယ်နောက်နေ့ကျတော့ယာသားတွေကမင်းညကတိုက်ခိုက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်သူတို့ကြောက်နေကြတယ်အာခိတို့ကလည်းဘာမှမသိချဘူးရဲ့ထိုအချိန်မှာပဲကော်နီတယောက်အာခိရဲ့ရှေ့မှာခြေချော်လဲပြီးအာခိကသူ့ရဲ့ဟီလီယမ်စပန်နဲ့ကုသပေးလိုက်တော့ခလေးအမီက Dust Area နေမဟုတ်ဘူးလားလို့မေးတယ်အာခိကကြောင်တောင်ဖြစ်သွားပြီးသူတို့သိလိုက်ရတာကသူတို့ကဒီမျိုးမှာလူဆိုးတွေအဖြစ်ဝန်ရမ်းထုတ်ခံထားရတာကိုအာရီယန်ကအတူတွေကိုခွင့်မနိုင်ဘူးဆိုပြီးထောင်ချောက်စီမီဖမ်းဖို့အတွက်အတူတွေရှိရတာတောတဲကိုရောက်လာခဲ့ကြတယ်။အတိမာတင်အတူတွေနဲ့ထိတ်တိုက်တွေ့ပါလေတော့တယ်။အာရီယန်တို့ကအဖမ်းခံပြီးတော့ဓမြတွေနဲ့အတူသူတို့ရဲ့ဘောရှိယာကိုလိုက်ပါသွားတော့တယ်။ထိုလမ်းမှာဓမြတစ်ယောက်ကအာရီယန်ခန္ဓာကိုယ်တွေကိုအသားယူနေခဲ့တယ်။သူတို့မသိလိုက်တာကဓမြတွေကပြောင်းအောင်ဒုံးနဲ့ထိုးနေတာပဲ။ဓမြတွေအပေါ်နဲ့အိန္ဒိယနဲ့ကအစီအစဉ်ဝါမှာတော့တိုက်ခိုက်ခဲ့ကြတော့အသီးတွေဖြစ်နေတယ်။အစီအစဉ်ဝါမှာတော့လည်းဘောရဲ့ငယ်ပါကိုကန်ခဲ့တာဖြစ်တဲ့ကြောင့်အခုလည်းဓမြတွေအပေါ်ကမြင်ပြီးတော့လက်ဝါပါတော့တယ်။ထိုအချိန်မှာပဲရုတ်တရက်ကြီးဆိုသလိုကျွန်တော်တို့ရဲ့ဇက်လိုက်အာခိကပေါ်တယ်နဲ့ကျလာတော့တယ်။ဓမြတွေလည်းပြပြတလဲဖြစ်ပြီးဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတော့တယ်။အာရီယန်နဲ့ဒုံတူတွေလည်းအစစ်ရဲ့စွမ်းအင်ကိုညဝါထင်တွင်းမြင်ခဲ့ကြရတော့တယ်။နောက်ခွင်ကောင်းယူပြီးတော့ဘောဟာထွက်ပြေးသွားခဲ့တယ်။ထို့နောက်အာရီယန်တို့ကဘောရှိယာကိုအပြေးလေးလိုက်သွားခဲ့ကြရတော့တယ်။ Boss ကထွက်ပြေးတာမဟုတ်ကြောင်းနဲ့သူတို့ကိုမြားခေါ်ကြောင်းပြန်ပြောပြခဲ့တယ်။ထို့နောက်သူ့လက်တရားပစ္စည်းနဲ့ဂေါဘလင်တက်ကြီးကိုထိန်ချုပ်လိုက်ပါတော့တယ်။ပြီးတဲ့အခါမှာဂေါဘလင်တွေကိုတိုက်ခိုက်ဖို့လည်းအမိန့်ပေးခဲ့တယ်။ဂေါဘလင်တေးသေးလေးဟာအာခိရဲ့တန်ချက်ကအာမောင်မတိုးတာကြောင့်အာခိကအသားရလေးပဲဂေါဘလင်လုံးကိုတစ်ချက်တည်းနဲ့အဆုံးသတ်လိုက်ပါတော့တယ်။ပွဲပြီးသွားတဲ့အခါမှာအာခိကသူ့ရဲ့ iconic အဖြစ်ဆုံးကောက်ကိုထုတ်သုံးခဲ့တယ်။ဒါပေမဲ့သူတို့မသိလိုက်ရတာကတစ်ဖက်မှာဂေါဘလင်တွေကိုအမိတ်ပေးနေတဲ့လူတစ်ယောက်ကထပ်မံရှိနေတော့မှဖြစ်ပါတယ်။အစီအစဉ်2အပိုင်း1ကိုမြန်ကြည့်ရင်တော့အခုဗီဒီယိုလေးကို like လုပ်ပြီး channel ကို subscribe လုပ်ထားပါအောင်ခင်ဗျ။နောက်ပိုင်းမှာပြန်တွေ့ကြပါမယ်။